ဒီနေ့3လပိုင်း4ရက်4 2026မှာဒီ340နဲ့350ကျော်လောက်ပဲသုံးမယ်ဟိုစမကီကလစ်စကိုဘီတွေကမှရကျင်နေဆိုရင်ညီကိုမိတ်ဆွေများတယ်နော်ကျွန်တော်ဒီဆိုင်ကလေးတွေကိုကျွန်တော်ရောင်းပေးမယ်350နဲ့360ပဲသုံးရမယ်စမကီကလစ်2025 2026 model တွေရမယ်ဗျာနော်ဘိန်းလေးတို့ကျွန်တော်သစည်းချင်းနဲ့အသေးစိတ်ပြရမယ်ဗျာနော်ဒီကောင်လေးကတော့သူကဟွန်မားကလစ်လို့ခေါ်ဗျာမော်ဒယ်က2025အနက်ဆိုလေးဗျာနော်ဘိန်းလေးတော်တော်တန့်မယ်အနက်ဆိုလေးဖြစ်တယ်ဘယ်တစ်ကြီးဗျာဒီကောင်လိုင်းစင်ကြာပြီးသားဗျာ2025ဗျာနော်ဈေးတန်းတော့ဒီကောင်48သိန်းဝန်းကျင်ပဲရှိမှာဗျာနော်စမကီးနဲ့ဖြစ်မှာဗျာစမကီးကျွန်တော်တစ်ချက်ရိုက်ပြပေးပြမယ်ခင်ဗျာဒါမှမဟုတ်စမကီးလေးနဲ့ဖြစ်မယ်ဝမူလေးပါမယ်ခင်ဗျာနော်ဝမူလေးနှိမ့်လိုက်ရင်ဒါမိုးလေးလင်းလာပြီတော်လေးဖွင့်လိုက်ရင် digital တိုင်ကွက်အပြည့်နဲ့လာပါခင်ဗျာကီလို400ကျော်ပါဗျာโอเคဒါလေး48သိန်းပဲရှိမှာဗျာနော်ဒီကောင်လေးကစကိုဘီ Edison စကိုဘီဗျာနော် Edison စကိုဘီဖြစ်ပါတယ်ဒီဆိုင်ကယ်လေးဆိုရင်တော့မြန်မာငွေ45သိန်းလောက်ပဲရှိမှာခင်ဗျာနော်ဒါ2024 2025ဗျာနော်အဲ့ကောင်လေးကလာချမ်းမိကအပြောင်းလေးလို့ခေါ်တာဗျာလာချမ်းအပြောင်းလို့ခေါ်တာဗျာနော်ဒလက်နဲ့ပြင်မယ်ဗျာနော်45သိန်းဝန်းကျင်ပဲရှိမယ်55သိန်းလောက်ဆိုဒါလေးရှိမယ်ဗျာ160ကလစ်85 engine 80ပဲဖြစ်တယ်ဗျာနော်ဒီကောင်65သိန်းဒီကောင်87 engine ဗျာနော်ဒါမို့လေးဗျာနော်ဒါ380ကျော်နဲ့ဒါမျိုးစီးမယ်ဆိုရင်ဒါမျိုးစီးဗျာနော်ပါကင်စီးရမယ်ယူရီယာနီတော့ထုတ်ထားတယ်ဗျာနော်ယူရီယာနီတော့ထုတ်ထားတယ်ကောင်းတော့ကောင်းတယ်လို့ပြောကြတာပဲဗျာနော်စီးဦးမှအတိမှကျွန်တော်တို့မစီးဘူးဗျာကျွန်တော်တရုတ်ဆိုရင်တော့တိတ်မကြိုက်ဘူးဒါပေမဲ့ဈေးမသုံးချင်ဘူးဆိုရင်လည်းသူတို့ဒါလေးစင်ပြေဗျာနော်ဖောက်တေရှိုးဝါဖောက်ရေတန်းကြီးပါတယ်စမကီးနဲ့ဖြစ်မယ်ဒီကောင်ကဒါမိုးလေးဗျာနော်โอเคစက်တလေးဆွဲပြမယ်အောင်ကစက်တက်ပြောက်ဗျာဘာလို့သေးတော့ဘာရှာလဲညီကိုမဲဆိုလို့ဒါလေးရှိရဗျာနော်340 350ဒီကောင်ဆို380ကျော်ဗျာနော်ဒီကောင်365သိန်း55သိန်း45သိန်း48သိန်းဝန်းကျင်ပဲသုံးဗျာနော်ကျွန်တော်ကောင်ညီမမျိုးလေးရှိတယ်လာရောက်ဝယ်အားပေးလို့ရပါတယ်ဒီကောင်ကကျွန်တော်တို့ဆိုင်ရဲ့ကျွန်တော်ဝိုင်းရဲ့လူရှင်တော်မဟုတ်ပါဘူးမင်းသားပါဗျာနော်အောင်စုပြီးရင်ကျွန်တော်မြန်မာနိုင်ငံမှာလူအချောဆုံးမင်းသားပါဗျာနော်ခေဗျာဒါမျိုးလေးမှာယူရီးယားဒါကတော့ Edison တေလိုင်းလေးမျိုးယူရီးယားလိုင်းလေးလည်းရှိရဗျာနော်ယူရီးယားဆိုရင် model 2013 14 model စပြီးရှိရဗျာနော်မြန်မာငွေ360ကျော်မြန်မာငွေ360ကျော်ကနေစရှိရဗျာနော်ဒီကောင်လေးဆိုရင်58သိန်းဒီကောင်လေးက360 model က73ဘိန်းနေပါဗျာနော်2013 model ပါဗျာနော်ဒီကောင်လေးက15ဘိန်းနေဗျာရုပ်ထွက်လေးကတော့15တော့လူကြိုင်များတော့ပိုလှတယ်လူကြိုင်လည်းများရလှလည်းလှရဗျာနော်15ရုပ်တည်း15နဲ့ဒီ15ရုပ်ထွက်နဲ့16ရုပ်ထွက်နဲ့ကတော့တော်တော်အစင်တူပါပဲဗျာနော်အကုန်တူတူပဲ15 16တော့16ဆိုတော့ဂွေရွှေနဲ့ဖြစ်သွားပြီဗျာနော်16 model ဆိုတော့ဂွေရွှေနဲ့လာသွားပြီဒါမို့လေးဗျာနော်15 16 16 model တူတူပဲဗျာနော် model ကတော့ပုံစံတူတူပဲဈေးတော့မတူ15ဘိန်းဆိုရင်89သိန်းလောက်ပဲသုံးရမယ်ဒီ16ဘိန်းနေဆိုရင်တော့90ကျော်လောက်တော့သုံးမယ်ဗျာနော်ဒီကတော့16ပဲဗျာ16ပဲငွေနက်နဲ့နက်6လေးဗျာနော်ဒီကောင်လေးဆိုရင်ညီမငွေ88သိန်းလောက်ပဲသုံးရမယ်ဗျာနော်ဘိန်းကောင်းကောင်းလေးတွေကြီးပါပဲဗျာနော်โอเคဗျာဒါမို့လေးလည်းရှိရဗျာစကိုဘီဗျာဒါကောင်စကိုဘီ2018 2019ဒီကောင်2019ဒီကောင်လေးဆိုရင်ညီမငွေ390နဲ့ဒီကောင်ဆို300ကျော်လောက်ဗျာနော်300ကျော်လောက်ပဲရှိမယ်ဒီလောက်ပဲရှိမယ်ဗျာနော်ဈေးများမသုံးချင်ဘူးဆိုဒီကောင်လေးကြည့်ဗျာနော်ဒီကောင်လေးတွေကတော့360ကျော်လောက်ကနေပြီးတော့60နဲ့90ကြားပါဗျာနော်ဒီကောင်လေးဒီဟာလေးကယူရီးယားစကိုဘီလေးဗျာနော်ယူရီးယားစကိုဘီလိုင်းနေဖြစ်ပါတယ်ခင်ဗျယူရီးယားလေးတွေပါယူရီးယားကမှဈေးနည်းနည်းမြင့်သုံးမယ်ဆိုရင်ဒီကောင်လေးရှိမယ်ဗျာနော်ဒီကောင်လေးကယူရီးယားစကိုဘီကိုပဲသူက2019နှစ်ခဲခေါ်ကြပါဗျာနော်ညာတန်းလူလည်းခေါ်နေဗျာနော်ဘိန်းတစ်တိုင်းကျန်နေဘိန်းပါဗျာနော်ကျွန်တော်တို့ကိုယ်ကဆိုင်ငယ်ဆိုင်ကတော့ဒါမန်းလေးမြို့မှာပဲဖြစ်ပါဗျာနော်မန်းလေးမြို့59လမ်း110မှာပဲဖြစ်ပါဗျာနော်ဂီယာဘိန်းတွေမန်နျူတွေကြိုက်တယ်ဆိုရင်လည်းမန်နျူလေးရှိရဗျာနော်ဒါလေးကမန်နျူဘိန်းလေးပါဗျာ 125R ပေါ့နော်သူကမီခွက်လေးက LED မီခွက်လေးဗျာနော်တော်တော်လေးကိုမိုက်တယ်ဗျာနော်ဒါကကျွန်တော်ဂီယာဘိန်းမန်နျူဘိန်းပါနော်ကလပ်ဘိန်းကြိုက်တဲ့သူတွေဆိုတော့ကလပ်ဘိန်းတွေစုံရှိရဗျာနော်ကလပ်ဘိန်းယာမဟာပါညာပေါ့ဗျာနော်ဒါမို့လေးဗျာနော်ယာမာ upset ဘာရှင်3ဗျာဘိန်းစုံမှဗျာနော်ဒါလေးတွေကတော့ကလစ်ယူရီးယားကလစ်ယူရီးယားစပူဘီဖြစ်ပါတယ်ဗျခေဗျာလိုယူရီးယားကလစ်ယူရီးယားစပူဘီတရုတ်အော်တိုတရုတ်ဘိန်းတရုတ်ဂီယာဘိန်းဘိန်းစုံကိုတနေရာထဲမှာစွန်စွန်နေနေကြည့်ရှုခြင်းနဲ့
မန်လေးမှာနေထိုင်တဲ့သူဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့ကိုကကျော်ဆိုင်ငယ်တန်းကိုရောင်းနှန်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျကျွန်တော်ကတော့ဒီကိုကကျော်ဆိုင်ငယ်တန်းရောင်းဝင်နေမှာဖြစ်ပါဗျကျေးဇူးအများကြီးတင်ပါတယ်ဒါမို့လေးလည်းရှိရဗျာနော်ဒါကတော့ကာမတ်ကထုတ်ထားတဲ့ကာမတ်ကပ်ဘူးလို့ခေါ်တယ်ဗျာနော်မိကွက်ဝိုင်းလေးနေဗျာနော်โอเคဗျာ